要不要？东家不要妈妈，东家的，你好弄啦嘿，鸟妈，我们不什么巴路，东家别吃，叫出去光我吃。哎，啷个啦？啷个喽？哎，啷个啷个？这个怎么马上生一把来的？熬茶的，怎么不弄啦？我包了。包这个明白。你个当然，怎么买来那么包？怎么不你个？怎么来玩这个吧？你个啦，那把啊，谁是个啦？八个啦？啊？现在那八个啦。这就变了吧？哦，就个本身路线都不顾你的。好吧，我后来差别也没多。我没有啊，无所。好了。哎，路不都没那拉比里嘛，库里拉摊那嘞。顾你摊那么多，俺都没有钱的话，有没没打算，俺估计了。俺说明白条不上有了嘞。不是没有，俺也是多你偷车完了啊。老金瓜没不上有了钱了，俺那库里呗。俺说明俺都现在来追，没多少钱呢，没白那么多要。这谁也不对。没骂他，第一干嘛？没鼓励他们说了先，那两先没要办呢，多嘛鼓励他都没有。没有，这没事，别嘛，俺来开。哪来开？哎呀，马屁了！第一干嘛？下面不是别的鼓励他们路叫路可那个不是？第一干嘛？那苦米就没有，鼓励他们没有，没没地。对。第一干嘛？那里要生出来，家务。哎，不家务所以呢，家务啊，没没有所以呢。呀，快点！对呀，不能连着溜着。男生，我这地马古里他们，别搞他们来了，没跟拉了，表上没搞的，别来了。
Oye, ¿qué ves ese iluso? Diga, mare que le solo Oye, y la mano se cama culi tame, miro tamla. Hello, tamla miro. Lo me sigue llama lunere. Culi tani pote siola. Miro si ya te viene con. Venga, tamla. Yo. Tati si yo. Otra vez. Dame ese amor. No, déjame. No, dame ese amor. No, déjame. ese amor, mamá, no, déjame. No, déjame. Ya, ahora déjame ya. Oh, siya kimya ho,ကျွန်တော်ဆရာကြီးနဲ့ဟိုနှစ်ယောက်တည်းစကားပြောချင်ပါတယ်ခင်ဗျာ ညောင်းနေပြောဘာကိစ္စဟိုဒီနေ့ကဂျင်ဝိုင်းမှာပတ်စံ9000လူသွားတာခင်ဗျာမလား ဟုတ်တယ်မင်းဘာလုပ်ချင် ဟိုကျွန်တော်ဘာမှမလုပ်ချင်ပါဘူးခင်ဗျာကျွန်တော်မသိလို့မေးတာပါခင်ဗျာဟဲ့ကောင်တပည့်တွေနဲ့မှမိုက်ရဲတာလူမိုက်မဟုတ်ဘူးတပည့်နဲ့မိုက်ရဲမင်းလူမိုက်လုံးမစားနဲ့မင်းမိမရွှင်လောက်စားဖာတယ်လောက်စား ဟဲ့မင်းဘာပြောလဲ ကျွန်တော်ဘာပြောပါခင်ဗျာဟိုကျွန်တော်ဘာမှမပြောပါခင်ဗျာဟိုကျွန်တော်မသိလို့ပြောပြတာပါခင်ဗျာဟိုကျွန်တော်စိတ်မဆိုးပါနဲ့ခင်ဗျာမင်းယောက်ျားမလားဟမ်မင်းနဲ့ငါလည်းကိုနှစ်ယောက်တည်းတွေ့ရင်ဘာလုပ်မလဲမင်းရှိမှလည်းဓာတ်ရှိရလေကွာဘယ်လောက်တက်ရရှိလဲမင်းဘာလုပ်ရဲလဲငါ့ကိုမမကျွန်တော်ဒါနဲ့ကိုမလို့ဟာဘယ်လောက်ရတယ်ခင်ဗျာဟေးကျောင်းကနားမခက်နဲ့မင်းတို့ဆရာကြီးငါ့ကိုဓာတ်နဲ့ထုံးလို့ငါကိုကာခွဲလိုက်တာမင်းတို့အားလုံးမြင်တယ်နော်ငါနာမည်ဓာတ်ပတ်တယ်ပါရီဒီချာပေပါတော့ပါရီဒီပါစစ်ကြောင်ပါဘိုးတော်ဒါလေးကချစ်လိုက်တယ်အားလုံးဘိုးတော်လေး原来
ပြောရတော့ခက်သားပဲမင်းတို့အစွမ်းနေဟာမိုးပြန်အောင်မိုက်ပြတယ်ဥပဒေကဥပဒေပဲသူတို့ထုတ်ထားတဲ့ဥပဒေကိုချိုးဖောက်ရင်ထိုက်တဲ့အပြစ်ဒဏ်မင်းတို့ခံရမှာအဲ့တော့အခုဖြစ်ပြီးတာကိုထားလိုက်တော့ထပ်မဖြစ်ကြနဲ့တော့ငါဘာမှမကြားချင်ဘူး ဒီပြဿနာဒီမှာတင်ပြီးမှာမဟုတ်ဘူးဆရာ ဘာလို့လဲ ရောက်ကစံနေမှန်သမျှသူတို့ဖွင့်ထားတာဆိုတော့သူတို့လူတွေကြီးပဲကျွန်တော်တို့ရန်ရုပ်ဖွဲ့ပြီးစောင့်ကြည့်နေကြမှာဆရာ ဟုတ်တယ်ဆရာနောက်တစ်ခါဒီရက်ပိုးဆိုးလာမယ် အဲ့တော့မင်းတို့တွေကဘာလုပ်ချင်လဲ ကျွန်တော်ဒီကောင်လေးကိုပြုတ်ဆော့နေတယ် ဒါပြဿနာရဲ့အဖြေမှန်တော့မဟုတ်ဘူးကွာပြဿနာရဲ့အဖြေမှန်ကဒီကာကာဆိုင်တွေကိုမင်းတို့သွားစီရမလို့အောင်မင်းတို့မြန်မာတွေပိုင်တဲ့လက်ဖေးဆိုင်တွေပိုင်ချိဖို့လို့တဲ့ဒီကဖေးဆိုတာကအိန္ဒိယလာတဲ့အလေးထားတစ်ခုကွာတို့မြန်မာနိုင်ငံရှမ်းပြည်ဘက်မှာလက်ဖက်ကောင်းကောင်းထွက်တာရှိတယ်အဲ့တော့မြန်မာလူငယ်တွေထိုင်နေအောင်မြန်မာလက်ဖေးဆိုင်ငါဖို့ ဟာကောင်းတယ်ကောင်းတယ်ဆရာ ကောင်းတယ်ကျွန်တော်လည်းမလုပ်ဘူးငါတို့လည်းပဲသွားမှာ ဒါပေမဲ့ဆရာကျွန်တော်တို့ဖွင့်လို့ကနေရာနဲ့အရင်ကြီးလို့လေဆရာ အဲ့အရင်ကြီးဆိုစဉ်းစားစရာပုံလို့ငါဘယ်တော့မှမစဉ်းစားဘူးအမွေးလာတော့လက်ဖွားချီပွားပဲအဲ့ဒီအရင်ကြီးရှိမှလူဖြစ်မယ်ဆိုရင်မမွေးခင်နဲ့ငါပြန်သေးလိုက်အရင်ကြီးကငါအုံတော့ငါအင်အားပဲ ဆရာနေရအောင် နေရာကိုအဲ့ဒီကဖီးဆိုင်ရဲ့ခလန်းလန်းအရက်ဆိုင်မျက်စိကြတယ် ဟာဆရာ အဲ့ဒီအရက်ဆိုင်မဟုတ်တာအကုန်ရတယ်အရက်ရတယ်မကောင်းတဲ့မိန်းမရတယ်ဂန်ဂျာရတယ်ဘိန်းရတယ်အဲ့ဒီဆိုင်တော့ငါစီအကောင်တော်တော်များများပြည့်စည်တယ်မင်းတို့လည်းတွားကြတယ်နော် မဟုတ်ပါဘူးဗျာ အဲ့ဒီဆိုင်ငါဝယ်မယ် ဆရာအဲ့ဆရာမလို့ထင်တယ်နော်လောဘသမားလူမိုင်းတိတ်စိတ်ကိုယ်တိုင်ဆိုင်ရင်ဖြစ်နေတော့လွယ်လွယ်နဲ့တော့ရောက်မှာမဟုတ်ဘူး သူလိုချင်တဲ့ဈေးတဲ့ငါပို့ပေးမယ်ကွာဒီကောင်ရောင်းအောင်အဲ့မလွယ်ဘူးဆိုတဲ့ဆိုင်ကိုငါကိုယ်တိုင်လိုက်ဝယ်ဘာလို့ရှိပါလဲ ကျုပ်တိတ်ဆိုင်နဲ့တွေ့ကြတယ် ဟုတ်ကဲ့ခေါ်ပေးပါမယ် ဘယ်လိုများလဲမှတ်တယ်ကိုဖိုးတင်လာတာကျွန်တော်တွေ့ကြတယ်ဘာကိစ္စ မဆိုင်ကိစ္စပြော လဲဟဲ့မင်းမြန်သွားစမ်းပါဘိုးဒီထိုင်နေညပြောရစီရတော့စိုးပါဘူးရက်တည်းလည်းပြစ်စားပြီးပြီးတော့ရဲရဲကျုပ်ဆက်ပြိတ်မိခဲ့လောက်ဟုတ်ပါလား အဲ့ဒါဆိုရင်ကျုပ်စုရဲ့ဈေးနဲ့ရောင်းလိုက်ပေါ့ အဲ့တော့ဘယ်ဖြစ်မလဲဘယ်ဖြစ်မလဲတို့ကြောင့်တိတ်စင်ကလမ်းမတော်ကိုဘိုးတူကြောက်လို့ဆိုင်ရုံးနေပါလေစားဘယ်ဖြစ်ခါလဲဖြစ်မခနိုင် အဲ့ဘုဒ္ဓရှင်ခင်ဗျာဘာဖြစ်ချင်လဲဘယ်လောက်နဲ့ဆိုရောင်းမှာ တို့တကူတောင်းဆိုချင်တယ်တိတ်စင်ကိုတိတ်တာတော့လမ်းမတော်ကိုဖိုးတီရဲ့မျက်နှာလက်သီးနဲ့တုံးချက်ထိုးမှုချင်တယ် ခဏပါတော့ ဘုဒ္ဓရှင်ခင်ဗျာဘာဖြစ်လို့အဲ့လိုလုပ်ချင်တာလဲ
ဟာနာမတော်ဘုဒ္ဓရဲ့မျက်နှာကိုထိုးဘူးခြင်းလို့နာမတော်ဘုဒ္ဓရဲ့မျက်နှာကိုလည်းထိုးဘူးတဲ့ကျုပ်တယောက်တည်းရှိခြင်းလို့တို့လက်သေးကိုလည်းခင်ဗျားတွေ့ဘူးခြင်းလို့ ရွာကျုပ်ထိုးကျုပ်ကလမ်းမတော်ဖိုးတေမဟုတ်ပေမဲ့ခင်ဗျားကိုနစ်နာခြင်းနေနဲ့သုံးချက်မဟုတ်တွေ့အောင်ထိုးပြင်ဒီဆောင်ပေးလိုက်ငါကျုပ်ကလည်းထိုးလို့ရတယ်ကျုပ်တို့၃ယောက်ကိုတွေ့အောင်ထိုးလို့ရတယ်ဒါမှကျုပ်ဆရာတော်မထိနဲ့ ဒါဆိုကွာလာကတော့မင်းတို့မျက်နှာထိုးလို့ငါဘာလုပ်မှာလဲဟမ်ငါဘာကောင်းစိတ်ကတက်မှာလဲထေးဒီမှာကိုဘုဒ္ဓရဲ့မျက်နှာကိုထိုးမှာဟုတ်ဟာသူလှုပ်ချင်တာကိုသူကသူလှုပ်ပါတယ်အဲကျုပ်ကလည်းကျုပ်လှုပ်ချင်တာရအောင်လဲရှုံခွဲရှုံတော့မဟုတ်ဘူးကျုပ်မျက်နှာအပြုံးမပြတ်ထိုးရင်ကိုယ်တည်းနေနိုင်ဘူး တကယ်နော်အိတ်စင်ရဲ့လက်သီးချက်နဲ့မျက်နှာကိုဒဲခံရတာဒီကမျက်နှာပဲရှိတယ်နားရနော်တိတ်ဆိတ်မင်းလိုချင်တာယူပြီးပြီညနေကျရင်ငါချာလေးတွေနဲ့မင်းပတ်စံပေးခိုင်းတယ်တပတ်ခါကြာရင်ငါဒီဆိုင်ကိုလာရင်မင်းကိုလည်းမတွေ့ချင်ဘူးမင်းပိုင်တဲ့ပစ္စည်းတွေတစ်ခုမှငါမတွေ့ချင်ဘူးမင်းတိတ်ကြောက်နေတာဘာမှပြန်မလုပ်ဘူးသိမစိုးရင်ပါလေစကားပြောမနေပါနဲ့ဒီကောင်အပြက်ရှင်းနေဘယ်ကောင်လဲကွာဘိုးတွေကိုအပြတ်ရှင်းဖို့ဆိုတာမယုံတက်တဲ့နဲ့မရဘူးကွာပါနာအုံနောက်သုံးပါမယ်ဘာလို့လဲဆိုတော့ဘိုးတွေကအင်အားကြီးတယ်ကွာဘာလို့ရမလဲပြောဘာလို့ရမလဲ
ပတ်စံတော့နည်းနည်းပို့ကုန်လိုက်မယ် ဘလောက်ကုန်ကုန်ကွာဘာလို့အောင်မလို့ပြော ငါတို့ကြားထဲမှာတယောက်ကိုသုံးရလိမ့်မယ် ဘာတူလဲ ငမြဲ တန်တော့ငမြဲလား အေးဟုတ်တယ်ဖိုးဒီဆိုတဲ့ကောင်ကြီးငါတို့ဆင်တဲ့အကွက်ထုတ်ဝင်လာဖို့တန်တော့ငမြဲဟာအထက်ကကြား ဝိပါသိကျွန်တော်မပိုင်ပြီးမဲ့ကိစ္စတခုပေါ်လာရပြီရှင်နဲ့ အေးပေါ့ကွာဗတ်သိမ်းလာပြီဆိုရဲအလေတက်တက်ပြန်လို့မလဲကွာ ဒီဘာခိုင်းနေတယ်ပြော တန်တော့ငမြဲငါကိစ္စမဟုတ်ပါဘူးကွာအဲ့ဒီကသူကိစ္စ ဟာနားရဲစင်ကြီးလည်းပါလာတာဟုတ်ဟာဘလို့ဖြစ်လာလဲကန်းလာလူမကြီးဒုံကြီးထောက်ပြီးမြင်မကောင်းရှုမကောင်းနဲ့ဘာဖြစ်လာလဲ အေးငါလာတာအဲ့ကိစ္စပဲ နမ်ရောဘောဘတော်ကူလေနမ်ရောဘောဘတော်ကူလေနမ်ရောဘောဘတော်ဆောက်ဝါဆောက်ဝါအဲ့ဒါဘောဘတော်ဟောဘာလုပ်နေလဲရိုးစီရိုက်ချုံနမ်ရောဖိုးတွေတွေကောင်းကောင်းမသိနေနဲ့ဟုတ်ဘာကွာမင်းတို့ဘက်ကမမားတာသိကြလား တေးကြပါလေဆရာပြောတိုင်းကျွန်တော် easy ပဲ ဘုံငါမေးတာကမင်းတို့ဈေးရောက်သွားတဲ့အချိန်မှာအရက်တောက်ထားသလား မတောက်ပါဘူးလားမတောက်ပါဘူး ဗျာဗျာဗျာဟာ ကျွန်တော်စစ်သေးပြီးပါပြီကိုကြီးဒီကောင်တွေဘာမှလုပ်မထားဘူးသိရပါသူတို့ကိုရိုက်လွှတ်ရတာကအရှိပိုင်းကဘူတထောင်ငမိုးလို့သိရပါ ဘိုးတူတော်ငမိုး Open top. Open top. Open top. ဘုရောလောတော့ရောင်းကောင်းတယ် မဆိုးပါဘူးကဲဘယ်ထုတ်ယူမလဲ ယူလို့ခေါ်တော့မင်းရလာ ညမတော်က ဘောတော့ပို့တယ် ကြည့် ညတူတယ် တော့မ ခန့်နေမဟုတ်ဘူးလေတော့ပါလေတော့တော့မိုးဘတို့တွေမကုန်မနေဘူးဆက်အောင်တော့ ညမင်းကခုနကလမ်းမတော်ဖိုးတီတိလာလို့မေးတာမင်းရောတိ မသိဘူးဘာလို့မေးရ နောက်တော့ဖိုးတီမင်းမြင်ဘူးလား ဘာဖြစ်လို့မေး နောက်တော့ဖိုးတီဆိုငါပဲတန်တုတ်ကမြဲဆိုမင်းလား တန်လို့မြင်ဆိုတော့ကျုပ်အဲ့မိုးဘတို့ရောင်းတဲ့လူကြီးကလောက်တော့ဖိုးတယ်ဆိုငါပဲ အဲ့ဒါစမ်းကြည့်လေကွာ စမ်းကောငါ ရော့ ငါ
မင်းတို့ဘာလို့အဲ့လိုလုပ်တာငါလူတွေကိုမင်းတို့ဘာဖြစ်လို့ရိုက်လွတ်တာလဲ ဟိုကျွန်တော်ဆရာဘိုးတော်ငမိုးခိုင်းလို့လုပ်တာသူခိုင်းလို့ ဘယ်သူ ဘိုးတော်ငမိုးကျွန်တော်ဆရာသူခိုင်းတာ ဘုဒ္ဓတော်ငမိုးဘုဒ္ဓတော်ငမိုးလည်းငါလည်းရန်ညူးရန်စားမှမရှိပဲသူဘာကြောင့်အဲ့လိုလုပ်တာလဲမလိန်နဲ့နော် မလေးတကယ်ပြောတာဟိုဘိုးတော်ငမိုးကဟိုကျွန်တော်ဆရာအခုတလောလမ်းမတော်ဖိုးတွေဆိုတာတအားနာမည်ကြီးလာတယ်အဲ့သူ့ကြော်မှာဆိုလို့လေနောက်ပြီးသူ့နာမည်လူမှာဆိုလို့ကြိုးကန်တယ် သူ့နာမည်လူမှာဆိုလို့ ကြိုးကန်စကားတော့ခေါ်ဟုတ်သူ့စကားကတင်ပြီးမင်းစီကဘုဒ္ဓတော်ငမိုးစီပို့လိုက် ရွှေမော်တော်မှာလာလာဒါတပင်းရွှေတိလက်ထက်ကစကားလေဘိုးတွေကငါ့ကိုဘာဖြစ်လို့စိတ်ခေါ်လဲသူနဲ့ငါနဲ့ကြားထဲမှာဘာရန်မျိုးရန်စားမှမရှိအဲ့ဒါဘယ်လိုဖြစ်တာလဲဆရာမိုးရဲ့ရှေ့ပိုင်းကိုသူသိညင်ကိုဖြစ်နေတယ်ဒီဝိုင်းလိုပဲပြောတာကိုကအဲ့လိုမပြောပါဘူးအဖြစ်ကရှင်းနေရပဲဆရာမိုးကိုကနောက်ပိုင်းမှာလူတွေတအားများပြီးတဘိုးထွားတယ်အဲ့တော့ဆရာမိုးရဲ့ရှေ့ပိုင်းကိုလည်းသူသိညင်မဖြစ်နိုင်ရန်ကုန်တစ်မျိုးလုံးကိုသိတယ်ဒီလိုတအားလူသွားတာဆရာတော်စမ်းကွာပတ်စံမပေးရတယ်မင်းထင်နေတိုင်းထင်လို့မရဘူးနားလေသူငါ့ကိုစိန်ခေါ်ခြင်းတယ်ဆိုလို့ရှိရင်သူ့တပည့်တယောက်ကိုပဲဖြစ်ဖြစ်ငါတပည့်တယောက်ကိုပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားလူတယောက်ကိုပဲဖြစ်ဖြစ်စာပေးခိုင်းတာမျိုးပဲဖြစ်တယ်ဒီနေရာမှာငမြဲမင်းမပါတဲ့ဟာဒီလိုပါဆရာမကျွန်တော်ကဘိုးတော်ငမိုးရဲ့တပည့်လို့ပြောလိုက်ရင်တက်တာမလားလို့ပြောလိုက်မိနောက်ပြီးတော့ဆရာမိုးလည်းကျွန်တော်ကငကိုတွေကလေးစားရင်းရှိလို့ဒီစကားသုံးလိုက်မိသူကဘိုးတော်ငမိုးတပည့်ဆိုရင်ပို့ပြီးလုပ်တယ်ကွာဆိုကျွန်တော်ကိုလုပ်လို့လဲဒါမဖြစ်တင်ဘူးဆရာကောင်းပြီလေဒီတော့ကာဆိုင်မှာတို့မြန်မာတွေထိုင်ရာကမြန်မာလက်ဖေးဆိုင်ဆိုပြီးဖွင့်လိုက်တော့အလုံးမရှိတဲ့တို့မြန်မာတွေဇပွဲတို့အလုပ်ရကြဟိုထမင်းဆိုင်ဖွင့်မယ်ဆိုတော့အလုံးမရှိတဲ့တို့မြန်မာတွေအလုပ်ပူရသွားကြပြန်တာပေါ့ကွယ်အေးစီဝါရေးတက်တခုမဟုတ်ဘဲနဲ့ကို့လူမျိုးချင်းစောင့်ရှောက်ရလဲကြတယ်ဘုန်းကြီးတာရုခေါ်ပါတယ်ကွယ်တာရုဘယ်တော့ဒီရန်ကုန်မြို့ကိုခြေချတဲ့အချိန်ကစပြီးအခုအချိန်ကြီးရှင်ဖျားတို့ကျောင်းမှာခိုလုံခွင့်ပြုတာလေအဲ့ဒီကျေးဇူးကြီးတက်မမေ့ပါဘူးဗျာအခုကဘယ်လိုဒီသမင်းဆိုင်ဖွင့်ပွဲမှာရှင်ဖျားနဲ့ဒီကျောင်းပန်းကားတွေကိုစွန့်ကတ်ချင်လာပြီးတော့ဖိတ်တော့ကောင်းပြီဒီကဘုတေဘုန်းကြီးတို့ကြွခဲ့တစ်ပင်မြင့်လာပြီဆိုရင်လေတိုက်တော့ခံရတယ်တကားဒီမှာဗျာစီဝါဥစ္စာတိုးတက်လာပြီဆိုရင်အတိုက်အခိုက်တော့ရှိတာပဲအဲ့ဒီလိုအတိုက်ခိုက်ဖြစ်လာရင်ဒေါသမမာနတွေနဲ့မဖြေရှင်းမဲနဲ့မေတ္တာတရားနဲ့ကိုချင်းစာတရားရှည်တန်းတင်ပြီးဖြေရှင်းဖို့တော့ဘုန်းကြီးတိုက်တွန်းနေတယ်တကားအေးလေကြီးပွားချမ်းသာတဲ့အချိန်ခါမှာဘုန်းကြီးကိုတတိမရရင်နေပါစေဒုက္ခနဲ့ကြုံတဲ့အခါဘုန်းကြီးကိုတတိရရင်တော်ပါပြီဘာပဲဖြစ်ဖြစ်လေဘုန်းကြီးပြောတဲ့စကားကိုအမြဲတတိရနေတယ်ဆိုရင်လုံလောက်ပါပြီတခါရဲ့ဟုတ်ဗျာရှင်ပြအမေးရှိတဲ့စကားတွေကိုတွေ့တော့ရှင်ထဲမှာမှတ်ထားပါဦးဗျာရှင်ပြကိုလည်းတွေ့တော့ကျေးဇူးရှင်စိတ်ထဲမှာထားပြီးအမြဲတမ်းတတိရနေပါဦးဗျာတာဒုတာဒုတာဒုမ
တော်လို့လား နောက်ကလူကျွန်တော်လူတွေလှည့်ကြည့်ခံတယ် ကိစ္စမရှိဘူးကျွန်တော်လည်းငေးလာတယ် လုံးဝ တောက်တယ်တောက်ပါစီလို့တောက်တယ် ပါလေ ဘုရားကမိုးဆိုအဲ့ဒီကောင်မိုး ကျွန်တော်ကြည်သားကျွန်တော်ပတ်စံပေးပြီးခိုင်းကျွန်တော်ဘာမှမဆိုလုံမှာပဲဆက်ကျွန်တော်ဓာတ်ပတ်တည်းပတ်စံပေးပြီးခိုင်းလို့ကျွန်တော်လုံရတာကျွန်တော်ကြည်သားပါဆက်ကျွန်တော်ဘာမှမသိဘူးအေးပတ်စံရလို့လုံတာဆိုပေမဲ့အဲ့လောက်အောက်တန်းကြတဲ့အလုပ်ကိုယောက်ျားတွေမလုပ်နားလေကျွန်တော်မသိလို့ပါဆရာမို့ကျွန်တော်တောင်းပါကျွန်တော်မသိလို့ပါဗျာအဲ့ကိစ္စငါနဲ့မဆိုင်အဲ့ဒါကိုမင်းဖိုးတေကိုအကျိုးသားဆုံးဖြစ်အောင်မရှင်းမရှင်းနိုင်ရင်မနေ့စောစောရထားနဲ့မင်းရန်ကုန်ကထွက်မထွက်နိုင်ရင်တော့မင်းအသက်ကိုငမိုးကဘယ်တော့မှပြန်အမ်းမှာမဟုတ်ဟုတ်ကဲ့ပါဆရာမို့ကျွန်တော်ကိစ္စကျွန်တော်တောင်းဝင်ယူပါတယ်ကျွန်တော်ကိစ္စကျွန်တော်ပြအောင်ရှင်းပါမယ်ဖျောင်းနေဒီကောင်တယောက်တာဝန်ယူပြီးပိုးတိတ်စီပို့လိုက်ယောက်ျားဆိုတော့လုံရဲရင်ခံရရတယ်ကွာပတ်စံရရင်ဘာမဆိုလုံမယ်ဆိုတာဂုံတိတ်ခါရှိတဲ့လူမိုက်မဖြစ်နိုင်ဘူးကျွန်တော်ပါဆရာကျွန်တော်မလို့တော့ဆရာကျွန်တော်မလို့တော့ဆရာကဲငမိုးစီပြန်ပို့လိုက်ငမိုးဟိုငါဘက်ကနေအထင်လွဲတာတွေစောကားတာရှိတော့ငါဘက်ကနေပြန်တောင်းပါမယ်ငါပစ္စည်းတစ်ခုပေးလိုက်မယ်အဲ့ဒါယူသွားခေါ်ပြီးတော့လေဆရာကျွန်တော်ဆရာမလို့ပြောပါဦးဆရာကျွန်တော်တောင်းပါဆရာကျွန်တော်တည်းဆရာကျွန်တော်ဆရာမလို့ပြောပါဦးကျွန်တော်ဆရာခိုင်းရတယ်ကျွန်တော်ဆရာကျွန်တော်တင်းပါဆရာကျွန်တော်ဆရာကမင်းတို့ဘယ်လိုလုပ်ရလဲငမိုးစီကနေမင်းအသက်ကိုငါအလူခံလိုက်မယ်ငါ့ကိုတခုတော့မြင်ပြန်လုပ်ပေးမင်းကိုပတ်စံပေးပြီးခိုင်းနေဆိုတဲ့ဓာဘတဲ့ငါတွေးချင်တယ်သူနဲ့ငါနဲ့တွေ့ရမယ်နေမျိုးသူဘက်ကစိတ်ကြိုက်ရွေးလို့တွေ့ရမယ်နေရာငါရွေးမယ်အဲ့နေရာငါတည်သွားရင်သူတို့ဘာမှလှုပ်ရှားမလို့လက်တုံးပြန်စရာမလို့အေးဆေးပြန်စိတ်မကောင်းပြန်ကြတယ်
ဘာသိမင်းဘာဖြစ်လို့ပြဿနာပွဲစားလှုပ်ချင်တာလဲဓာဘသိန်းဆိုတဲ့နာမည်ကိုအာမနာကိုမင်းလှုပ်တာတော်တော်အဆင်တမ်းမရှိဘူးကွာ အဲ့ဒါအဆင့်တန်းမရှိဘူးလို့မခေါ်ဘူးအဲ့ဒါကိုပါနတ်တယ်လို့ခေါ်တယ်ကျုပ်အခုလိုပါနတ်လို့လဲဒီအချိန်ထိသက်ရှင်နေတာပေါ့ကျုပ်ကိုနေရန်ဆိုင်ရာအကူအညီတောင်းလို့ကျုပ်လုပ်လိုက်တာပြီးတော့ကျုပ်ကိုယ်တိုင်ကလည်းနောက်ပိုင်းမှာနာမည်ကြီးလာတဲ့လမ်းမတော်ဖိုးတေးဆိုတာဘာလဲသိချင်တယ်ဘုရားလည်းပြောမှာဗျာကျုပ်ပိုင်နဲ့ကိုထိပါမှလည်းစိုးတယ် ပိုင်နဲ့ဆိုပါ ကျုပ်ပိုင်နဲ့ဆိုတာမကိုလန်းကနေစပတ်လန်းထိ မင်းတို့ကပိုင်နဲ့တင်နေကြရလားပိုင်နဲ့တဲ့ဝင်လာနဲ့ခွေးရတယ်လို့ဝိုင်းကြိုက်ဘူးဟာဖိုးတွေဆိုရဲငါကတော့ငါရှိနေတဲ့အရက်ကငါရဲ့ပိုင်နဲ့ ဘုံမကြည့်လားကောင်းမှလူတွေအများကြီးဝိုင်းကြည့်နေကြတယ်အဲ့ဒီလူတွေကဟောဒီမြစ်ထဲမှာခမည်းကြံခဲ့မလားကျုပ်ကြံခဲ့မလားမျောလင်းတကြီးနဲ့စောင့်မျှော်နေကြတယ်ဗျာဒီမြစ်ထဲမှာခမည်းကြံခဲ့ပြီဆိုတော့သူတို့တွေကတော့ခမည်းသွားပြီအဲ့တော့ဒီပွဲဟာခမည်းနဲ့ကျုပ်ရဲ့ဂုံတိတ်ခါတင်တဲ့ပွဲပဲ ဟဲ့ဘာသိဂုံသိခါဆိုတဲ့စကားလုံးကမင်းပါးစပ်နဲ့မတန်ဘူးမပြောနဲ့စကားတွေကိုငါအားနာလို့အခုမင်းပိုင်တဲ့ထဲကိုငါရောက်နေမင်းရှိမှငါရောက်နေမင်းဘာလုပ်မင်းမလုပ်ငါလုပ်မှာနော် ခမည်းကျုပ်ကိုတခုလှုပ်လိုက်တာနဲ့ခမည်းရဲ့တပည့်ကြော်ကြီးရဲ့ကျုပ်ကောင်လေးဂိုတော်ထဲမှာထည့်ထားတယ်ခမည်းနည်းနည်းလေးလှုပ်ထားနဲ့အဲ့နှစ်ကောင်သေးပြီခမည်းသေးရင်တယောက်တည်းခမည်းသေးပြီဆိုရင်တော့ဗျာလမ်းမတော်ဖိုးထေဆိုတဲ့ဂုံသိက္ခာကြီးတော့သွားပြီပေါ့ဗျာ ဘာသိမင်းကငါယောက်ျားကြီးအောင်မင်းလို့မင်းမိန်းမလို့မိန်းမရနဲ့ကွာအဲ့လိုမှန်းသိငါမလာဘူးငါတေးရမှာမကြောက်ဘူးမင်းကိုလာတွေ့ရငါရှက်နေတယ်မင်းကလည်းမတန်ဘူးကွာကဲငါတပည့်တွေအတွက်မင်းကဘာလုပ်အောင်မင်းကတတ်မှာဒီလိုတတ်လိုက် ဟောဒီလူတွေအများကြီးရှိမှာခမည်းကိုကျုပ်တက်လိုက်ကျုပ်မိုက်ရကြမှာပေါ့မျက်မြင်တိတ်တိတ်တွေအများကြီးရှိမှာကျုပ်ကလူသက်တရားခံဖြစ်ပြီးတော့ကျုပ်ဖားခံမှာပေါ့အဲ့တော့ကျုပ်အကောင်းဆုံးခမည်းကိုပြောမယ်ဟောဒီရန်ကုန်မြို့ကြီးတဲ့ကိုခမည်းကိုယ်တိုင်ခုံချလိုက်အဲ့ဒီရန်ကုန်မြို့ကြီးရဲ့ချမ်းမြတ်မှာကျုပ်တတ်ထားတဲ့လူတွေအများကြီးရှိတယ်ခမည်းခုံတဲ့ခါတော့အားနာပါလေဗျာ ဘာသိမင်းအဲ့ဂုံသိခါဆိုမပြောပါနဲ့လို့ငါတားရကြမင်းကပြောတယ်မင်းနားလေတဲ့ဂုံသိခါအဲ့ဒီကန်းဆက်ကလူ100 200လောက်ကိုမင်းကပြောတယ်ငါသဘောပေါက်တယ်ဂုံသိခါဆိုဘဝတစ်ခုလုံးစာငါနားလေထားတဲ့ဂုံသိခါဆိုတာဘဝတစ်ခုလုံးစာလူသမိုင်းတစ်ခုလုံးအတွက်ကဲခုံချဆိုလဲခုံချတာပေါ့ကွာ လမ်းမတော်ဖိုးတေးကြီးရေအမျှဗျို့အမျှအခုတော့ရေထဲရောက်သွားပြီကွာ ကိုယ်စကောက်ဒါကောက်လေကွာ ကိုထားပဲကွာဟာဟေးတို့ကဓာပါသေးကွာဓာပါသေးကွာ အဲ့အောင်လေမျက်လုံးတွေပြူပြီးဒေါသတွေစွတ်ထွက်နေတယ်3 ရက်ကြာရင်ဒီစိတ်ကမ်းမှာပြန်ပေါ်မယ်တဲ့မင်းတို့စင်စင်းလောက်ထားကြ
လာမတော့ဖိုးတိတ်စပတ်လန်းစိတ်ကမ်းမှာသေပြီကွာဒါပါဟိုရန်ကုန်မြစ်ထဲမှာလမ်းမှာဘုတ်တီသွားတယ်ဆိုတာသိကြရဲ့လား နာရန်စေဘာဒီတွေးပုံရလဲကွာဘလို့ရေစည်းတန်ပြီးကျဲတဲ့မြေကြီးကိုသူ့အသက်မသေးအောင်လက်ပြဖြတ်ဘူးနိုင်ငါရာဆိုရင်မှညောင်ဦးကြီးနဲ့လမ်းမလို့သူရဲတော့နှစ်ယောက်ရင်းဝင်သွားတယ်ဟမ်ဘာလဲဟုတ်တယ်ငါမြေပြောတာအမှန်နဲ့ဒီတိတ်ပြောတတ်တယ်ကွာဒီကောင်တိတ်ပြောတတ်တယ်အဲ့တော့လုပ်မယ်နောက်တော့လောင်နေငါတို့စောင့်ကြည့်လိုက်မယ်လေဟုတ်လို့ဖိုးတိတ်လောင်စပတ်လန်းစိတ်ကမ်းမှာပေါ်လာမလားဒါမှမဟုတ်လမ်းမတော်စိတ်ကမ်းမှာပေါ်လာမလားစောင့်ကြည့်တယ်ပေါ့ကွာစဉ်းစားမိရလို့ရှိရဲ့လမ်းမတော်ဖိုးတယ်ပေါ်ရင်ပေါ်လမ်းမတော်စိတ်ကမ်းမှာပဲပေါ့ဟာနောက်တစ်ခုရှိသေးတယ်ဘာလဲကွာငါးတွေတိုက်သွားတယ်ဒါဆိုရင်ဘုပ္ပဒါစီကအကောင့်တစ်လုံးဝယ်ပြီးပို့ရုံပေါ့ပြောနေတယ်နောက်နေ့ကစပြီးတော့နောက်မှတော့စိတ်ခဲမှာငါရစီဆိုပြီးတော့ပို့ပြန်လုပ်လို့ရပြီပို့ပြန်လုပ်လို့ရပြီကဲဒါပါတဲ့ဟောဒီမှာခင်ဗျားအတွက်ဒါရလက်ဆောင်မဲနေကိုသွားရောက်ဒီလိုကမလေးအိတ်ကိုမတော့တရားမမေးသေးရတော့တော့ရများပါပြီဒီကောင်နေရငါလိုမြေဝကျွန်းပေါ်သားကိုမြည်မချိုးတာကြာချိုးခိုင်းတာငါစိတ်ချိုးတာဟာကိုကြီးငါကြောက်တိုင်းလာတာမင်းတို့ကကုန်းပေါ်လာငါမင်းတို့လည်းအရင်ရောက်နေတာဟောဟုတ်တယ်ကွာဒီလိုလွယ်လွယ်ကူပဲဒီမှာတော့ဟာဝေးတော့လိုက်တာဗျာအော်ကျော်ကြီးနောက်ကိုအဲ့လိုအရက်ကိုအလွန်ကြုံမတော့ဒါမင်းတင်ကားတော့နော်ဟုတ်ကဲ့မှန်လားကြာရခင်ဗျာအသက်ကြီးတော့ခင်ဗျာမှတ်တာအေးပါကိုကြီးကျွန်တော်တောင်းပါတယ်ကိုကြီးကျွန်တော်တောင်းပါတယ်နောက်တစ်ခါဒီလိုဖြစ်စေအောင်ကျွန်တော်ဂရိပေးပါတယ်ကိုကြီးဂရိပေးပါရတယ်တော်ပြီအဲ့ဒါကြီးရေးကြည့်တာမင်းတို့ဆရာဓာတ်ပါလေသေးပေါင်းရင်အိမ်လို့ရတာပြင်လာတဲ့ကောင်းဆိုင်ကိုဘောခေါ်လိုက်ပါဟုတ်သွားအိမ်သားထဲမှာဆရာထားပါသေးဓာတ်လုပ်ကန်လို့ပေးနေပြီဆရာဟာရောက်တော်ကိုဘိုးတွေတယောက်ပဲလားမဆိုင်တဲ့လူတွေအပြင်မှာနေရဲ့တကိုးတွေထားဘယ်နဲ့လဲကိုဘိုးတွေဌာနကိုလာတာတပည့်ဒီမှာနေနေပါလားဟမ် ဘယ်မှာလဲဗျ။ကကျုပ်ညီလိုကိုလိုနေလာကြတယ်လူတွေ
တပည့်တွေဘာလည်းမဟုတ်ပါဘူး ကဲထားပါတော့ကျုံနာမည်ကိုလည်းမှတ်ထားဌာနာအုပ်မောင်ညွန့် ကျုပ်သိပါတယ် ခင်ဗျားကိုလည်းကျုပ်သိပါတယ်ကျုပ်ကလည်းဒီလိုအင်မတန်ဆိုးအင်မတန်မိုက်ပါတယ်ဆိုတဲ့လူတွေနဲ့တွေ့ချင်လို့ကျုပ်ဒီနေ့ကိုရောက်လာ ဌာနကိုကျုပ်ကိုတွေ့ကျင်တဲ့အကြောင်းလူရင်းပြောပြ မင်းညကဓာပတ်သိန်းဓာထိုးခံရပြီးအသက်ခံလိုက်ရတယ်အဲ့ဒါခင်ဗျာသိနေတော့ခင်ဗျာပါကြီး ဟောသဘောကျတယ်ဓာပါသိန်းကဓာတို့ခံပြီးသိပါတယ်ဆိုတော့တကြိုက် ဒီမှာကျုပ်မေးရတာဖြစ်လားခင်ဗျာသိလားမသိဘူးလား ကျုပ်လုံးနဲ့ကျုပ်ကရှုပ်နေတာမနေ့ကဓမ္မယုံမှာကျုပ်ရှိနေတယ်ဘုရားလူကြီးခေါ်မိရပါတယ် ကိုဘိုးလေးဓာပတ်သိန်းနဲ့ခင်ဗျားနဲ့ပြဿနာအကြီးကျယ်တက်နေတာကိုမြင်နဲ့တက်တည်အများကြီးရှိတယ်အဲ့ဒီညမှာပဲဓာပတ်သိန်းဓာထိုးခံရပြီးသိတယ်ခင်ဗျားကလည်းဘူးသတ် ဌာနကိုမင်းတို့တောင်းရှိတဲ့လူတွေစစ်ဆေးရမယ်စုံစမ်းရမယ်ကိစ္စပဲကျုပ်ပြောနေတာတော့ကျုပ်မတတ်ဘူးဒါပဲ အေးခင်ဗျားမတတ်ရင်ခင်ဗျားတပည့်တယောက်ယောက်တည်းကသတ်ဒါမျိုးတွေဆိုတာခင်ဗျားတို့အချင်းချင်းလုံနေကြကြိုင်နေကြကိုဖိုးတီခင်ဗျားသိကိုသိရပြောလား မသိဘူးဟိုဌာနကိုမင်းကြီးစုံစမ်းလိုက်ကျုပ်တပည့်တယောက်ကတတ်တာသေးကြတယ်ဆိုရင်အဲ့ဒီကောင်ကိုဌာနအုပ်မင်းလက်ထဲကိုကျုပ်ကိုယ်တိုင်အပ်မယ် ကောင်းပြီတက်တဲ့ထောက်ထားခိုင်ခိုင်လုံလုံမရှိသေးတော့လေခင်ဗျားတို့ပြေးအောင်ပေါ့ဂိုင်းဒီမှာလက်မထိုးဘိုးတီခမည်းနဲ့ကျုပ်တနေ့နေ့မှာရင်ဆိုင်မတွေ့ပါစေနဲ့လို့ကျုပ်ဆုတောင်းတယ် ကျုပ်ကလည်းဌာနကိုမင်းကြီးကိုဆုတောင်းပေးပါလေဒီအခါအစ်စ်ကိုရှာဖွေတွေ့ရှိဖန်နိုင်ပါစေလို့ကိုလိုမျိုးမဆိုင်တဲ့လူတွေဟိုလူခေါ်မေးဒီလူခေါ်မေးမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးပါလေကျုပ်ကိုခွင့်ပြုရောဟုတ်မယ် ကျွန်တော်ဆရာကြီးရှိကိုဘာများမှားလဲရ မရှိပါဘူးမျက်စရာနေကောင်း ဟောင်းပါ ကိုကြီးမလုပ်ပြန်မလုပ်ပြန် နေ့ပြန်ကြရင်ဓာဘသိန်းအတူကချမယ်အဲ့တော့ဓာဘသိန်းဘက်ကကောင်းနေအန်ဒီယမပြုတ်အောင်သူတို့ဘက်ကနေလူကနေရောက်တာအောင်ချပြအောင်ပြီးပြအောင် ဟုတ်တယ်ကိုကြီးအဲ့ကိစ္စလည်းကျွန်တော်နည်းနည်းတော့စိတ်ပူ ကျေးဇူးအများကြီးတင်တယ်လို့မင်းဆရာပြောလိုက်လိုပါဘူးလို့နော်ဓာဘသိန်းစီယာကောင်းနေတော့ကတော့မင်းတို့စီယာအကူအညီမလိုဘူးလို့မင်းတို့ဆရာမို့ပြောပြလိုက်ငါစီယာကောင်းနေတယ်တယောက်မှအိမ်မှာမထားလက်ဖြန်အတွက်လိုတာတော့ငါကြောက်တင်မုံကြီးကြီးတစ်ချက်ပဲ ဖိုးတင်ဟုတ်အခုတော့လေမောင်ညိုကန်တော့လေလဲတာပဲမောင်ညိုထိုးတော့လေကွဲတာပဲမင်းဘာတက်နေသေးလဲမင်းဘာတက်နေသေးလဲဟဲ့လူမိုက်ဆိုတော့ပါလေမင်းတော့ပြောတာပြောရတော့ တော်မောင်ညတော်မောင်ညမင်းကိုဘာမှပြန်မလုပ်နိုင်တဲ့လူကိုမင်းကဖွဲအိတ်ထိုးလို့ထိုးတိတ်တင်းနေတယ်ကွာကို
တဲရီတင်းနေနဲ့မင်းကိုမင်းလူမိုက်ဆိုတဲ့ဘွဲငါယူရမှာမဟုတ်ဘူးလူတွေကပေးတာမင်းတို့ဆွဆွဲတယ်ရုံးရင်ဆန်ခတ်မှုကငါကြောင့်ဖြစ်တာမဟုတ်ဘူးငါအိမ်ထဲမှာနေနေတာမင်းဆွဆွဲတာငါခံရအေးမင်းအလုပ်ကိုမင်းဆက်လို့မင်းတက်တယ်အထောက်ထားမရှိဘူးဆိုတော့ငါပြန်လို့အပြစ်မရှိတဲ့လူကိုမင်းအပြစ်ပေးနေရင်မင်းဒုက္ခတွေ့လိမ့်မယ်နေနဲ့အုံတော့ဖိုးတေတာငါလည်းမင်းကိုထပ်ပြောလိုက်မယ်ဖိုးတေဆိုတဲ့ကောင်မှာလူတယောက်ကိုနောက်ကနေချောင်းပြီးဓာတ်နဲ့မထိုးဘူးမလွဲတာလူတယောက်ကိုတတ်ရတော့မယ်ဆိုရင်မျက်နှာချင်းဆိုင်ရှိအဲ့လိုလာရက်ပြီးဓာတ်နဲ့ငါထိုးပြမယ်ငါကလည်းပဲနောက်ကျောကိုဓာတ်နဲ့ထိုးတဲ့ကောင်မျိုးအမတန်မုန်းတဲ့ကောင်ကွာကောင်းပြီမင်းမှာတက်သေးအထောက်ထားမရှိတော့ငါလှုပ်ပေးလိုက်နောက်တစ်ခါပြန်ဆုံကြရည်ဒီနောက်တစ်ခါပြန်ဆုံရင်မင်းနဲ့ဝင်ဒီလိုမျက်နှာချင်းဆိုင်တွေးကြတယ်ဖို့တေနာမည်ဖို့တေဖယ်ရကွာဒီထဲမှာနာမည်ဖို့တေရှိတယ်ဆိုတာငါသိဖယ်ရကွာမင်းတို့ဒီမိုက်တွေဆိုရှင်းရရှိအောင်ဖယ်ရကွာဖေးဘာဖြစ်တာဘာဖြစ်ချင်လဲခင်ဗျားဖြစ်နေတာတော့ကျုပ်ကိုပြောလို့ရတယ်စိုက်ရှိမှာအကြီးကြီးချက်လုံးနေနဲ့စိုက်ထဲမှာစားရလို့ရှိတယ်ပြောခင်ဗျားဘာဖြစ်ချင်လဲမပြောဘူးဖို့တေကိုခေါ်ပေးဖို့တေနဲ့တွေ့မှာငါပြောမယ်ဖို့တေနဲ့မတွေ့လို့ရှင်းငါဒီနေရာနေပေးတော့တော့သွားဘူးကွာဟဲ့လူကျုပ်တို့ဆရာမရှိဘူးကျုပ်တို့ပဲရှိတယ်ကျုပ်တို့ကကျုပ်တို့ဆရာတွေအသက်ပေးထားတဲ့လူတွေခင်ဗျားဘာကိစ္စရှိလဲဘာပြဿနာရှိလဲကျုပ်တို့အားလုံးရှင်းပြလို့ရတယ်ကဲပြောကျုပ်ကနေကိုကုန်ကားတွေမောင်းနေရတယ်လူအဲ့ဒါကြောင့်ကျုပ်အိမ်မှာမရှိတာများတယ်ကျုပ်မရှိတော့ခဲရတဲ့တယောက်ကကျုပ်ရဲ့မိန်းမကိုသွေးဆောင်ပြီးဖျောက်ပေါက်သိနေတယ်ခင်ဗျားပြောတာအမှန်ပဲလားအဲ့ဒီကောင်ဘယ်သူလဲအောင်မောင်နေသမောင်ခင်ဗျားအဲ့ဒီဓာတ်နဲ့အဲ့ဒီကောင်ကိုခုတ်ချင်တာလားကျုပ်တို့ဆရာဖိုးတေကိုခုတ်ချင်တာပြောဒိန်ထဲမှာရှိရတော့ဒိန်ထဲမှာပဲနေပါသေးခင်ဗျားပြဿနာကိုကျုပ်ဖြေရှင်းပေးမယ်ဒီညအဲ့ဒီကောင်ကိုကျုပ်ရအောင်ရှာထားမယ်ခင်ဗျားမနေ့ပြန်ကြတော့ဒီကိုပြန်လာတယ်ကျုပ်တို့ဆရာဖိုးတေကိုလည်းပြောပြထားလိုက်ခင်ဗျားသိထားဖို့ကဖိုးတေဆိုတာအမှန်တရားကိုသူ့နီးသူ့ဟန်နဲ့ဖြေရှင်းနေလူမိုက်ဆိုတဲ့ဘွဲကိုသူ့ဘာသာသူရအောင်မယုံပါနောက်တစ်ခါလူစိတ်မရှိတဲ့လူတွေလို့ဒီဆန်ရှိမှလာမအောင်နဲ့နားလေလားအေးပါကွာခင်ဗျားပြဿနာကိုဖြေရှင်းပေးမယ်ခင်ဗျားသွားတော့အေးပါကွာဘယ်ကြောင်ရောက်ပါဘယ်ကိုပန်းနေပါသူ့ကိုလက်ဖြားနဲ့တော့မထိနဲ့လို့ငါသေးသေးချာချာမှားလိုက်တယ်မင်းတို့စင်ကျင်နိုင်ရဲ့လားဟုတ်ကဲ့စင်ကျင်နိုင်ပါတယ်ဆရာကျွန်တော်ဘာလို့မလို့ဆရာမင်းသူ့ကိုသိလားမသိပါဘူးဆရာနေကွာမင်းမသိဘူးဆိုရင်မင်းသိအောင်မှာပြောမယ်သူကကုန်ကားမောင်းနေအပြင်ကိုတစ်ချိန်လုံးထွက်နေတယ်သူမရှိတာကိုအခွင့်အရေးယူပြီးတော့သူမိန်းမကိုမင်းစီးယုံနေသိမ်းသွင်းနေဟုတ်လားဟုတ်ပါဘူးဆရာမလိန်နဲ့ဟုတ်ပါတယ်ဆရာဟုတ်ကဲ့အဲ့တော့ခမည်းစိတ်ထဲမှာသူ့ကိုဘာလုပ်ချင်တယ်လဲလှုပ်ချင်တာတွေအကုန်လုံးစိတ်ထဲမှာဖြစ်တာတွေအကုန်လုံးသူ့ကိုစိတ်ရှိလက်ရှိလှုပ်တော့အပ်တယ်ကျုပ်တပည့်ထဲမှာပတ်တဲ့လူရုပ်မာတဲ့လူမရှိစေရဘူးဒူးတော့ပေးစမ်းကဲကြိုက်တယ်လို့လှုပ်ဒီကွာဟာဒီမှာတက်ပြီးစီကွာရှာလို့အိမ်မှာချန်ရတဲ့ငါမင်းမဟုတ်မင်းကျုပ်ပါလေပက်ဆက်ခွ
ခွေးသက်ခင်းနေမင်းကငါတတ်တယ်မင်းကငါတတ်တယ်မင်းကငါတတ်တယ်ဟုတ်တော့ပါလေ知道不？知道了，把我们弄这东西，小路安排的，小路真是弄起来了，不行。这边上水里边头考了。ပြောရကြရနော်ငါကြိုက်တယ်လို့ငါ့ကိုအပ်လိုက်ဆရာကျွန်တော်ကြောက်ပါဆရာတော့ကျွန်တော်မလုပ်တော့ပါဘူးဆရာတော့အဲ့လိုမလုပ်ပါဘူးဆရာကျွန်တော်မတတ်ပါနဲ့တော့ဆရာကျွန်တော်မတတ်ပါနဲ့တော့ဆရာမတတ်ပါနဲ့ဆရာကျွန်တော်မတတ်ပါနဲ့ဆရာတော့မလုပ်တော့ပါဘူးဆရာကျွန်တော်မလုပ်တော့ပါဘူးဆရာတော့မလုပ်တော့ပါဘူးဆရာဟာကောကြောက်သေးတွေပါလာပြီမတတ်ပါနဲ့ဆရာကျွန်တော်ကြောက်လို့ပါအောင်မောင်းဆရာအဲ့လောက်ထိမကြောက်နဲ့လေကွာကြောက်တယ်မျိုးငါလက်ပြန်းနေတော့မထီဘူးဘာကြောက်မင်းမှားတယ်ပြောလဲအဲ့ဒီကြာတော့ရလုံးချမှုပြီးလူစိတ်တော့ပြောက်သွားပါလိမ့်ဆရာအချင်းမမျက်စိမရှိဘူးဆိုတော့လေကျွန်တော်ပြမပြီးတာပါဆရာရဲ့ကြောက်ပါရဲ့ဆရာကျွန်တော်မတတ်ပါနဲ့တော့ဆရာကျွန်တော်မတတ်ပါနဲ့တော့ဆရာရဲ့ရှိကူပါမရှိဘူးဟုတ်ဆရာမလုပ်ပါနဲ့ဆရာရဲ့ကျွန်တော်ကြောက်တော့ပါရှင်းရှင်းကောပါနဲ့နောက်ဒီလိုမဖြစ်စရာဘူးနောက်တစ်ခါဒီလိုမဖြစ်စရာပါဘူးဗျာဒီကောင်ဗဇက်ပိတ်စံတော့ဗဇက်ပိတ်စံငါဘဝမှာနောက်တစ်ခါဆိုတာမရှိဘူးကွာမင်းစင်မှလည်းမရှိစေရဘူးဘာဖြစ်လို့လဲဆိုတော့နောက်တစ်ခါဆိုတာငါမယုံခုချိန်အကောင်းဆုံးမျိုးပေါ်လေးအထက်အချစ်မှမျက်စိမရှိဘူးဟဟလားအောင်မောင်းတော်စကားတတ်တယ်ကွာအဲ့လေမှာလည်းမျက်စိမရှိဘူးမင်းရေထဲမှာပြည့်စင်ရဖြစ်တော့မင်းကုသိုလ်ကံပဲအဲ့တော့တော့ကွာမင်းကြီးကျွန်တော်ခေါ်တယ်ဆိုတော့ဟုတ်တယ်ကျွန်တော်မောင်ညွန့်ဟောဒီမှာမင်းလက်စားထားတဲ့အမှုတွေပဲတိုင်းသားတွေပဲအဲ့ဒီတော့မင်းဒီမှာတို့ရဲထပ်ဘက်ကနေမင်းကိုနှုတ်ထုတ်ပြီးပြလိုက်ပြီးတော့မှတ်ထုတ်မင်းကြီးကျွန်တော်မင်းညင်းဖို့မကြိုးစားဒါအထက်ကတေးချာစစ်စီးပြီးတော့မှထွက်လာတယ်မင်းသားညနေတော့တာပြီဟဲ့ထိုင်ရောက်မလို့ပါဖြစ်တာဖိုးတိနေညီတာလေဖိုးတိကထောင်ချောက်စီမတိုင်းတာနေ